အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုကတော့တဝဲမှာရှိတဲ့ကမ်းနားလမ်းကိုသွားတော့ရိုက်ခဲ့တဲ့ vlog လေးပဲဖြစ်ပါတယ်အဲ့တော့ကျမတို့က gate ဗာလဲတဝဲမှာရှိတဲ့ကမ်းနားလမ်းကိုသွားမှာဖြစ်ပါတယ်ဒီမှာအဲ့တော့ gate ရက်ပါပါတယ်ဒီမှာဒီကခိုက်ပါတဝဲခိုက်ပါဒီမှာအဲ့တော့ဘာမှသုံးစားလို့မရတဲ့အညီမလေးတယောက်ပါ Don't touch my phone ဘာမှကိရတယောက်ပါအခုဆိုရင်တော့ကလေးတွေနဲ့ပောက်ကရပြောရင်းနဲ့ကမ်းနားလမ်းကိုရောက်လာပါပြီချိုးနေတွေဆိုရင်မိုးရွာတက်တဲ့တဝဲဒီနေ့တော့ရာသီဥတုတာယာနေပါတယ်Malaysia လို့ရောမသိပါဘူးမလေးရှားရောမလေးရှားကိုရောက်ပဲရောက်သွားမလားရှိရောက်သွားအိမ်ကညီမလေးကိုဘာစားချင်လဲမေးတော့အခါမှာတော့အဖြေကမလာရှားကဦးလေးဒဝဲမရောက်ဖြစ်တာတော်တော်ကြာပြီဆိုတော့ဒဝဲမှာဒီလောက်စီနေရဆိုတာကိုအစားမသိခဲ့ပါဘူးဈေးဆိုင်တွေရတယ်အများများပြီးတော့စားကျင်တာတွေကလည်းအများများနေလို့ဘာရင်စားရင်ကောင်းမလဲဆိုပြီးတော့ရှောက်ကြည့်နေပါတယ်ဒဝဲရိုးရစားစရာတွေအပြင်အကင်တွေတုတ်ထိုးတွေအေးတွေမှတအားကိုစုံနေပါတယ်တခြားလူတွေတော့မသိပါဘူးကျမတို့မိဖွားကတော့စားစရာတွေများလုံးလို့ဘာစားရမလဲစဉ်းစားပြီးတော့တိုက်ပတ်နေပါတယ်တကယ်လို့တကြံမှာသွားစရာနေရာမရှိဘူးဆိုလဲဒဝဲဘက်ကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ဒဝဲကိုဖိတ်ရတဲ့အကြောင်းရင်းလေးကတော့ဒဝဲမှာရာသီဥတုတာယာပြီးတော့လူတွေကလည်းတော်တော်ဖော်ရွေကြပါတယ်ဒီလိုနဲ့ဆက်လျှောက်သွားရင်လည်းကောင်းကြီးမောင်းမှာမြေအိုးလေးနဲ့ပေါင်းထားတဲ့အတော်ကြီးစီမှာကောင်းကြီးမောင်းစဝဲပါတယ်ကောင်းကြီးမောင်းကမြေအိုးလေးနဲ့ပေါင်းထားလို့လားမသိဘူးနူးဤရရန်စားလို့ကောင်းပါတယ်မင်းနဲ့တိုင်းတလန်းလုံးမှာတော့ရောင်းတူနဲ့ဝယ်သူတွေနဲ့ပြည့်ပြီးတော့တအားကိုစီကားနေပါတယ်အိမ်ကကလေးတွေကချက်ကင်မြင်နေနိုင်တဲ့သူတွေမို့ချက်ကင်ဆိုင်မှာဝင်တိုးနေကြပါတယ်။ညီမပြူမပြတ်ဖြစ်တန်ကြပြီမို့လို့ဈေးတွေတီးလိုက်တဲ့အချိန်မှာတော်တော်ကောင်းလိုက်ပါတယ်။ဒါကတော့ကျမရဲ့ favorite စားစရာဖြစ်တဲ့ဒဝဲလို့ဆိုရင်တော့ကလေပွန်ပါ။ဒါကတော့ဒဝဲမျိုးရဲ့ရိုးရာစားစရာလေးတစ်ခုဖြစ်တဲ့အရန်အယောင်မှာစားလို့ကောင်းတဲ့ရှက်ဆိုကင်လေးပါ။ဒီလိုနဲ့စားကျင်တာလဲစားလို့ဝပြီးဈေးတန်းကိုလည်းရှောက်လို့ဝပြီးဆိုရင်တော့အိမ်ကိုပြန်มาတော့မယ်ရှင်။နောက်ဗီဒီယိုမှာထပ်တွေ့ကြပါမယ်။အားလုံးပဲ bye bye ပါ။